မင်္ဂလာပါမျိုးတို့ရေတကြံပွဲတော်နဲ့ပတ်သက်လို့အမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်နဲ့ပြည်တွင်းမှာလက်ရှိကြုံတွေ့နေရတဲ့73ဒီအခက်ခဲ73ဒီပြဿနာကိုချက်ချင်းဖြေရှင်းနိုင်မဲ့သတင်းကောင်းတရက်ကိုမျှဝေပေးကြပါမယ်။အဲ့ဒီမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးကကျမတို့တကြံပွဲတော်နဲ့ပတ်သက်လို့မြန်မာနှစ်သက်ကူဒါတကြံပွဲတော်ကိုစင်နွဲနေတဲ့မြန်မာပြည်သူပြည်သားအားလုံးကိုတဲ့အမေရိကန်နိုင်ငံရဲ့ကိုစားနှွေးထွေးစွာစွန့်မုံကောင်တောင်းလေးရဲ့အားပေးစကားပြောချင်ပါတယ်ဆိုပြီးအမေရိကန်တန်ယုံကသဘောထားထုတ်ပြန်တယ်။တကြံပွဲတော်ကိုစင်နွဲနေတဲ့မြန်မာပြည်သူပြည်သားတွေကိုအမေရိကန်တန်ယုံကမြန်မာရိုးရာနှစ်သက်ကူဒါတကြံပွဲတော်ကိုအတိမတ်ပြုတဲ့လက်ခံနဲ့အားပေးတယ်။နော်တကြံပွဲတော်ကိုစင်နွဲနေတဲ့မြန်မာပြည်သူတွေကိုနှွေးထွေးစွာစွန့်မုံကောင်တောင်းလေးရဲ့အားပေးစကားပြောကြတယ်။ဒါဆိုရင်အမေရိကန်ကိုတစ်ချိန်လုံးအဖေခေါ်ပြီးအမေရိကန်တန်ယုံရှိမှာအာတူပီလာပါလို့စိုင်းပိုကြီးတွေကင်ပြီးတော့လေးဘက်ထောက်ပြီးអော်ခဲ့တဲ့နီးပိတ်ဗရက်ပြည်ဖြက်အုပ်စုတွေကြတော့တော်လန်တကြံနဲ့တကြံကိုတပိတ်မောက်တယ်တဲ့သွေးပရောက်တို့အဖြတ်မောက်တယ်လို့ကြတယ်အမေရိကန်ကိုယ်တိုင်ကရိုးရာနှစ်တကူဒါတကြံပွဲတော်ကိုအတိမတ်ပြုတ်နေတဲ့အချိန်မှာအမေရိကန်ကိုအဖေခေါ်နေတဲ့တစ်ချိန်လုံးအမေရိကန်မှာNUG နိုင်ငံသားရေးတန်ယုံကိုပထမဆုံးအောင်မြင်စွာဖွင့်လှစ်လိုက်ပါပြီဆိုတဲ့နီးပိတ်အုပ်စုတွေကတော်လန်တကြံတို့ရေးမစိုးတကြံတို့သွေးပရောက်ဆိုပြီးတော့အဖြတ်မောက်တယ်လို့ကြတယ်ဆိုတော့ခမားတို့ရဲ့တော်လန်ရေးဆိုတာကြီးကအင်မတန်မှရုံညံ့အောက်တန်းကြတယ်ဆိုတာကဘာကြီးကတည်သွားပြီဖြစ်တယ်နော်ဆိုတော့ကျမတို့တကြံပွဲတော်ကိုဒါအခုလိုမျိုးတို့တကြံတန်ချက်ပါဆိုပြီးတော့ရုပ်ရင်ကြမ်းတန်းစွာတချို့မိန်းကလေးတွေရှိရခွေးချင်းထအောင်ဆဲပြီးတော့တကြံတန်ချက်ဆိုပြီးတော့အောက်တန်းကြနေတဲ့ချိန်မှာခမားတို့တွေအသက်အသေးခံပြီးတိုက်ပေးခဲ့တဲ့ခမားတို့ဆရာတင်ထားတဲ့ MNDA ကိုယ်တိုင်ကကိုယ်ခံမှာတကြံပွဲတော်ကျင်းပနေတယ်ခမားတို့ဘာပြောမလဲတိတုံညာနေကွန်စစ်စင်ရေးမှာ NUG ကမဟာမိတ်ဖြေပူးပေါင်းပါဝင်ပါတယ်ဇင်မအောင်ပြောတယ်လက်ချီဝါပြောတယ် MNDA တွေလာရှိုးကိုရဖို့အတွက်ကိုကန့်နေလာရှိုးကိုရဖို့အတွက် PDF တွေကမြေစာပင်ဖြစ်လူသားတိုင်းဖြစ်အသေးခံပြီးတိုက်ပေးခဲ့တယ်အဲ့ဒီခမားတို့အသေးခံပြီးတိုက်ပေးခဲ့တဲ့ MNDA ကလက်ရှိကုခိုင်မှာတကြံပွဲတော်ကျင်းပနေတယ်ခမားတို့ဘာပြောမလဲတော်လန်တကြံဆိုတဲ့ဟာတွေရေးမစိုးတကြံဆိုတဲ့ဟာတွေသွေးပရောက်ဆိုတဲ့ဟာတွေခင်ဗျားတို့ကိုကဲအောင်ပြောရဲလား MNDA ကိုပြောရဲလားခင်ဗျားတို့တက်တွေကိုချနင်းတော့စဒေးတော့ခင်ဗျားတို့ကိုလူသားတိုင်းအဖြစ်အတုံးချပြီးနေစာပင်ဖြစ်တက်ခဲ့တဲ့ MNDA ရဲ့တကြံပွဲတော်ကြခင်ဗျားတို့ဘာလို့မပြောရဲကြတာလဲတကြံလာဟဲ့ဝေးတော့မှာတောင်းကြဘူးတကြံလာဟဲ့ဝေးတော့မှာတောင်းကြဘူးတမ်းမတော့တွေးပွင့်ပြီးဆိုဝင်းကြီးနဲ့ဆိုတော့မကြိုးဘူးဝင်းကြီးနဲ့ဆိုတော့မကြိုးဘူးတမ်းမတော့တွေးတကြံဒီနိုင်ငံရေးနဲ့မဆိုင်ဘူးတကြံဒီနိုင်ငံကိုဘယ်လိုနီးစနစ်နဲ့အုပ်ချုပ်နေလဲဆိုတော့အုပ်ချုပ်ရေးနီးစနစ်နဲ့မသက်ဆိုင်ဘူးတကြံဒီရိုးရာရေးချင်းမှုနဲ့သက်ဆိုင်နေရိုးရာရင်ကျေးမှုကိုလက်ဆင့်ကမ်းထိန်းသိမ်းရမယ်တာဝန်ဒီနိုင်ငံသားတိုင်းမှာရှိတယ်။အဲ့ဒီအချက်ကိုတော့ကွဲပြမသိပဲနဲ့လေးနဲ့ဝမ်းနဲ့မကွဲပဲခင်ဗျားတို့ရဲ့ယုံနဲ့အောက်တန်းကြတဲ့စိတ်တက်ကိုခင်ဗျားတို့အဖေခေါ်နေတဲ့အမေရိကန်ကိုယ်တိုင်ကသိမြင်သွားပြီးဖြစ်တယ်။ဒါကြောင့်လေအမေရိကန်တန်ယုံကနော်မြန်မာရိုးရာနှစ်တကူအတာတကြံပွဲတော်ကိုစင်နွဲနေတဲ့မြန်မာပြည်သူတွေကိုနှွေးထွေးစွာဂုဏ်ပြုလျက်အားပေးစကားပြောကြပါတယ်ဆိုတဲ့သဘောထားထုတ်ပြန်ချက်ထုတ်လာတာဖြစ်တယ်။ဟုတ်ပြီတစ်ဖက်မှာပြည်ဖြက်အုပ်စုတွေကနော်တကြံတန်ချက်ပါဆိုပြီးတော့နိုင်ငံတော်ကိုနီးမျိုးစုံပုံကန်နေတဲ့အချိန်မှာပုတ်ခတ်ပြီးစော်ကားပြောဆိုနေတဲ့အချိန်မှာကျမတို့ရဲ့နိုင်ငံတော်အစိုးရကတော့ပြည်သူတွေလက်တွေ့မြေပြင်မှာကြုံတွေ့နေရတဲ့အခက်အခဲကိုဖြေရှင်းနိုင်မှုအတွက်နော်မကွေးတိုင်းမြင်းဘူးမြို့နယ်နဲ့စက္ကူမြို့နယ်ကြားမှာရှိတဲ့ထောက်ရှာပင်ကန်းနီရေနံမြေမှာရေနံတိုးမြင့်ထုတ်လုပ်နိုင်ဖို့တရုတ်အခြေစိုက်ကုမ္ပဏီနဲ့နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်ဒီလုပ်ငန်းတွေကဟိုးမဆလာခေတ်တဲ့ကနော်ဒီမင်းဘူးစကူမျိုးနယ်မှာရှိရဲထောက်ချပင်ကန်းနီရေနံမြေမှာရေနံတွေတူးပေါ်ထိုးလုပ်ခဲ့တယ်လို့မဆလာခေတ်မှာပဲနော်ဒီရေနံချက်ပေါ့နော်ရေနံစိမ်းချက်လုပ်တဲ့တံပြာကန်ရေနံချက်ဆက်ရုံကိုလည်းတိစောက်ပေးခဲ့ပါတယ်နော်ခင်ဗျားတို့ပြောတဲ့စစ်အာဏာရှင်တွေကျေးဇူးဘာရှိတယ်လဲမေးရင်အဲ့ဒီလိုကျေးဇူးတွေရှိပါတယ်လက်ရှိချိန်မှာဆိုရင်ပြည်တွင်းမှာ73ဒီအခက်ခဲကိုဖြေရှင်းနိုင်ဖို့အတွက်ရေနံစိမ်းတွေတိုးမြင့်ထုတ်လုပ်နိုင်ဖို့မြန်မာတရုတ်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်ဒီနေရာမှာတချို့ကပြောတယ်ဟာတရုတ်ကိုပဲရောင်းစားနေတဲ့နိုင်ငံကိုရောင်းစားနေတယ်ပြောတယ်ဒါဆိုရင်ခင်ဗျားတို့အားကိုးနေတဲ့အမေရိကန်နဲ့ EU ကိုမြန်မာပြည်ကိုရင်းနှီးမြှုပ်နှံမှုလာပါလို့ခင်ဗျားတို့ဖိတ်ခေါ်ရမယ်ဒါပေမဲ့ခင်ဗျားတို့ကိုယ်တိုင်ကသွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကပြောလဲနံပါတ်1မြန်မာပြည်ကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာပါနဲ့နံပါတ်2
မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေထွက်သွားကြပါနံပါတ်3မထွက်ပဲကြန့်ရှိနေတဲ့နိုင်ငံခြားကုမ္ပဏီအနေနဲ့ထပ်တိုးယင်းနှိမ့်မြုပ်နှံမှုတွေမလုပ်ကြပါနဲ့ဆိုပြီးခင်ဗျားတို့သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကပြည်သူထမင်းအုပ်ကိုရိုက်ခွဲခဲ့တယ်နိုင်ငံတော်ရဲ့အဓိကအရင်းမြစ်ဖြစ်တဲ့ MOGE ကိုခင်ဗျားတို့ဗတ်ပေါင်းစုံကနေတိုက်ခိုက်ခဲ့တဲ့အတွက်ဒီနေ့ပြဿနာတွေကပုံမကြီးထွားလာရတာဖြစ်ပါတယ်ဆိုတော့ဘယ်အဖွဲ့ကနိုင်ငံကိုတိဆောက်နေတယ်လဲဘယ်အဖွဲ့ကနိုင်ငံကိုဖျက်ဆီးနေတယ်လဲထမင်းစားပြီးတီးတယ်လို့တိုင်းစဉ်းစားတတ်ပါလိမ့်မယ်